ရွှေဘုံလေးရိုက်ချက်တယ် ရွှေဘုံနဲ့ကိုအရင်ချက်တယ်ရွှေဘုံရွှေဘုံရွှေဘုံဘာလို့ဆိုရင်အဲ့သားမင်းညောင်တေသွားနိုင်တယ်把这三个အိမ်ထဲဝင်မြောက်လို့တာကိုကြီးပြောကိုကြီးပြောသူတို့လေရွှေဘုံတို့လူပောင်ကနေတော့မမြင်ရတာသူတို့လည်းသူတို့ရဲ့ဘုံဘွားမှာပင်ပန်းတာတွေခက်ခဲတာတွေရှိတယ်ကိုရဲ့ညာရွှေဘုံမဟုတ်ဘူးဟမ်ရွှေဘုံကမင်းဘာလို့လဲ ငါ့ကိုကူညီပေးနိုင်တဲ့သူကမင်းပဲငါ့ကိစ္စလုပ်တဲ့ဆက်ပေးပါရွှေဘုံ